ခမရလူငယ်တယောက်ဖြစ်ပြီးအခုဒီကိုယုံကြည်မှုမရှိဘူးတိုးတက်မှုမရှိဘူးလို့ခံစားနေရပြီဒီဗီဒီယိုလေးကခမရအတွက်ဖြစ်တယ်ကျွန်တော် YouTube channel ကိုလည်း subscribe လုပ်ထားဖို့မေ့ပါနဲ့လူငယ်ဘဝဆိုတာတကယ်တော့ကိုဖန်တီးပြီးတော့တေတော့ယူရတဲ့အချိန်ဖြစ်တယ်ခမရကဒီလက်နေတဲ့အချိန်မှာအကျိုးမရှိတာတွေဆက်လုံးနေခမရရဲ့ဘဝကဘယ်လိုလုပ်ပြီးတော့တိုးတက်မှာလဲဘယ်လိုလုပ်ပြီးတော့ကြည်လာရင်အောင်မြင်မှာလဲလူတိုင်းကအောင်မြင်ရှင်ကြတယ်ဒါပေမဲ့အလုပ်တစ်ခုကိုစပြီးတော့မလုပ်ရဘူးကျွန်တော်ပထမဆုံးရှင်းတာဒီဗီဒီယိုရဲ့ရှင်းတာမှာတို့ပြောဗီဒီယိုလေးကိုကြည့်ဖို့မေးပါနဲ့ဒီဗီဒီယိုမှာဆိုရင်ဘယ်လိုစရမလဲလို့တစ်ခုပဲစလုပ်ဖို့ပြောထားတယ်ကျွန်တော်အကြောင်းလေးပါတယ်မှာဗီဒီယိုလေးကြည့်ဖို့မေးပါနဲ့ဒီ channel လေးထဲမှာထည့်ပေးထားမယ်တကယ်တော့လူငယ်တယောက်ဖြစ်လာပြီလေခမညာဒီတိုင်းနေလို့မရဘူးဒီတိုင်းအိမ်မှာနေပြီးတော့အဲ့ရထဲမှာအိမ်နေလို့မရဘူးအပြင်သွားရမယ်အပြင်အကြောင်းလေးလာရမယ်အပြင်မှာဘာတွေဖြစ်နေပြီလဲအပြင်မှာဘယ်သူကဘာတွေလုပ်နေကြပြီလဲအဲ့ဒါတွေကိုလေးလာရမယ်ပြီးတော့အောင်မြင်သူတွေရဲ့သမိုင်းကိုလေးလာရမယ်အောင်မြင်သူတွေကဘယ်လိုလုပ်ပြီးတော့အောင်မြင်လာကြရလဲသူတို့စာအုပ်တွေဖတ်ရမယ် activity စာအုပ်တွေဖတ်ရမယ်သူတို့ကစာအုပ်တွေမှာရေးထားတယ်သူတို့ဘာကြောင့်အောင်မြင်လာတာသူတို့ဘာကြောင့်ကြားရှုံးတာတွေခမရအောင်မြင်တာကိုလေဒီဘက်ဖက်နေလို့မရဘူးကြားရှုံးခဲ့တဲ့အရာတွေကိုလည်းဖက်ရမယ်ဒီနေ့ပြောပြပေးတော့မှာကတော့ခမရလူငယ်တယောက်ဖြစ်ပြီးတော့ယုံကြည်မှုတိုးတက်မှုရှိရှင်တဲ့လူငယ်တွေအတွက်လေးချင်းနည်းနည်းလေးကိုပြောပြပေးသွားမယ်ဒီအခုပြောပြသွားမယ်အလေးချင်းတွေကိုသာခမရတကယ်လက်တွေ့ကြလုပ်နေတယ်ခမရရဲ့ပါရှင်ကခိုးရှိနေတဲ့ပါရှင်တဲ့ဆင်းမြင့်တဲ့နေရာကိုရောက်သွားမယ်ပထမတစ်ခုပြောချင်တာကကြတော့ခမရကအလုပ်တစ်ခုလုပ်မယ်ဆိုရင်အစမပြဲလုပ်ဖို့လိုတယ်တရက်လုပ်ပြီးတရက်နာတယ်အဲ့လိုလုပ်လို့မရဘူးခမရကျောင်းသားတယောက်ဆိုရင်ကျောင်းသားတွေရှိမယ်ကျောင်းသားအပြင်ခမရစိတ်ဝင်စားတဲ့ဘာသာရပ်တွေ skill တွေကိုလေ့လာရမယ်အခုလို social media ခက်ကြီးမှာဆိုရင်ခမရခမေးတက်လို့ရတယ်တဲ့တွေ course တွေအများကြီးရှိတယ်ခမရအဲ့ဒီစတဲ့တွေတက်ရမယ် course တွေတက်ပြီးတော့ကိုစဉ်းစားရမယ်တိုးတက်လာအောင်ဘယ်လိုလုပ်မလဲဒီတိုင်းနေလို့မရဘူးလူဆိုတာကိုဖန်တီးလို့ယူရတာပဲတကယ်ပြောရရင်လူငယ်တယောက်ဆိုတာကိုဖန်တီးယူရတယ်ကိုလုံးက free ယူလို့ရတယ်အခမဲ့ပါပဲအကိုလုံးက YouTube မှာအခု YouTube မှာ creator တွေအများကြီးရှိတယ်ခမရကတကယ်လို့အင်္ဂလိပ်စာကျွဲတယ်ဆိုရင်ခမရပို့ပြီးတော့ကောက်တယ်ဟိုငငယ်ချက YouTuber တွေကအများကြီး sharing လုပ်ထားတယ်ဟာတွေအများကြီးရှိတယ်ဒီကတော့အင်္ဂလိပ်စာတက်ဖို့လေမင်းအင်္ဂလိပ်စာသင်ဖို့လေမမေ့နဲ့အင်္ဂလိပ်စာတက်အောင်လေးလုပ်ထားပါနောက်တစ်ခုကကြတော့ခမရကလေးချမ်းကောက်တွေမွေးဖို့ထားရမယ်ခမရကသူများတွေအဲ့ရမထားတဲ့အချိန်မှာခမရကအဲ့ရသောထားတာမနေ့ပိုင်းလိုင်းလျှောက်တာကျဲမာရတဲ့လေးချမ်းခဲလောက်တာပြီးတော့ခမရရဲ့စိတ်ကျဲမာရတဲ့ဘိုးစုတာတွေတိုးပေါ့စာပအုပ်ဖက်တာစာကြီးတိုင်းသွားပြီးတော့စာဖက်တာလူတွေနဲ့ပေါင်းစပ်ရေးလောက်တာလူတွေအကြောင်းလေးလာတာအဲ့ဒါတွေကိုခမရလူငယ်တယောက်ဆိုရင်အခုဒီဗီဒီယိုကြည့်နေကြားနေတဲ့နေရာကနေဟိုပဲတကယ်လို့တော့ဒီတိုင်းရှင်းနေဘာဖြစ်လာမှာမဟုတ်ဘူးတကယ်တော့လက်တွေ့လုပ်ဖို့လိုပဲအကုန်လုံးကကြားရင်ပြောနေကြတယ်ကြားပဲနားထောင်တာကျွန်တော်လေးအရင်ကဖြစ်ခဲ့ဘူးတယ် YouTube ဗီဒီယိုတွေအများကြီးနားထောင်ခဲ့ဘူးတယ်ဒီတိုင်းပဲအဲ့ရခါနေမှာနားထောင်တယ်ဒီတိုင်းဘာမှမလုပ်ဘူးတကယ်တော့လက်တွေ့လုပ်ဖို့လက်တွေ့လုပ်မှတကယ်ဖြစ်လာတာလက်တွေ့မလုပ်ရင်ဘေးရမှာဖြစ်လာမှာမဟုတ်ဘူးလက်တွေ့လုပ်နေပဲဘယ်လိုဖြစ်လာမယ်ဆိုတာသိလာမှာဒီဟာလက်တွေ့လုပ်ဖို့လည်းမမေ့နဲ့ကျွန်တော်ဒီဗီဒီယိုမှာပြောချင်တာကရောခမ ्या ကိုလုပ်စေချင်တဲ့တစ်ခုကတော့ခမ ्या တစ်ခုကိုလက်တွေ့လုပ်ဖို့ဘယ်တော့မှမမေ့နဲ့ကြားရှုမှာကိုလည်းမကြောက်နဲ့ကြားရှုရင်တော့ပြန်စူးစမ်းရမယ်စူးစမ်းမှအောင်မြင်မှာဒီ channel လောက်ထားရလေအောင်မြင်ခြင်းတဲ့လူတွေအတွက်ကျွန်တော်တို့စာပြီးစူးစမ်းနေတဲ့လူတွေအတွက်ကျွန်တော်က share တွေလုပ်ပေးခြင်းလို့ရေရွှဲတစ်ခုနဲ့ဖွင့်ထားတာအမေရိကန်ပြောရင်ကျွန်တော်ရေချက်ကဒီလို full time 9 to 5လောက်တော့မလုပ်ချင်ဘူး
ဖုန်းတစ်လုံးတည်းရတယ်ပဲအလုပ်လုပ်ချင်တာ YouTube တို့ Facebook TikTok တို့မှာ content တွေရိုက်ပြီးတော့ video ဖန်တီးရတာကိုဝါသနာပါတယ်လို့ကိုယ့်ကိုသိလာတယ်အဲဒါကြောင့်အခုခမရတို့လေ sharing လုပ်နေကျွန်တော်ရေချက်လေးဖြစ်လာအောင်ကြိုးစားနေတာအဲ့ဒါတခုပဲပြီးတော့ခမရရဲ့စိတ်ကျန်းမာရေးကိုယ်ကျန်းမာရေးကိုလေတောက်လျှောက်ဖို့မမေ့နဲ့လူတယောက်မှာရေးကြီးသွားကျန်းမာရေးပဲကျန်းမာရေးကောင်မမင်းလုပ်ချင်နေတဲ့အလုပ်တွေလုပ်လို့ရပါကျန်းမာရေးမကောင်းရင်ဘာမှလုပ်လို့မရဘူးစိတ်ကျန်းမာရေးအရေးကြီးတယ်ခမရ overthinking ဖြစ်ရင်ဘယ်လိုကုစားမလဲအဲ့ဒါတွေကိုလည်းလေ့လာရမယ်ခမရကိုဘယ်သူမှအမပေးရင်တော့ကိုယ့်ကိုဘယ်လိုနှိုးထားမလဲဘယ်လိုကြိုးစားမလဲဆိုတာကိုလေ့လာထားဖို့မမေ့နဲ့ခမရကြားချုံနေတဲ့အချိန်မှာခမရကိုဘယ်သူမှတကားတော့လာပြောမှာမဟုတ်ဘူးအကေးခမရအောင်မြင်လာတယ်တဖေးဖေးနဲ့ကြိုးစားပြီးတော့တနေရာကိုရောက်လာတယ်ဆိုရင်ခမရကိုလူတွေကစားပြီးတော့ခမရကိုခေါ်လာကြမယ်ခမရနဲ့ပတ်သက်ချင်လာမယ်ခမရနဲ့ပေါင်းသက်ချင်လာမယ်အဲ့ဒါပဲတရားခမရအခုအော်ဘာတယောက်တည်းဖြစ်နေတော့အမငင်နဲ့ကြိုးစားပါဒီကကြိုးစားဖို့ပဲလိုတာပါကြိုးစားမှာခမရလူတွေနဲ့ပေါင်းသက်တက်လာမှာလူတွေရဲ့သဘောကရှင်းတယ်အောင်မြင်နေတဲ့လူတွေနဲ့မှပေါင်းချင်တာဘယ်သူမှကြားရှင်းလူတွေနဲ့ပေါင်းချင်ဘူးခမရကအထီးကျန်နေလိုက်မယ်အထီးကျန်နေလေအထီးကျန်တာကိုဘယ်လိုကူးစားရမလဲဆိုတော့အလုံးနဲ့ပြေးသိကူးစားရမှာအလုံးမှာခမရလေခမရကိုညီတဲ့လူတွေခမရရဲ့မင်းသားစုတွေကိုထုတ်ပယ်နိုင်မှာငွေကတော့ရှာလို့ရတယ်ငွေကပေးနေရမှာဆိုရှာလို့ရတယ်ငွေကဒီကအလုပ်လုပ်ရင်ငွေကရတာပဲအခုပြောပြသွားတဲ့အကြောင်းအရာရှက်လက်တွေကိုခမရတကယ်လက်တွေ့လုပ်မယ်ဆိုရင်ခမရကဥပရှန်ကနေပါရှန်နှယို့စီတော့ကြောက်နိုင်တယ်အဲဒါကြောင့်ခမရကတကယ်လက်တွေ့လုပ်မယ်ဆိုရင်ခမရရုပ်ရှင်တွေရာကိုကြောက်မှာပါအဲဒါကြောင့်တကယ်လက်တွေ့လုပ်ဖို့လည်းမမေ့ပါနဲ့ခုပြောပြသွားတဲ့အကြောင်းအရာရှက်လက်တွေတွေကခမရအတွက်ကြိုးတစုံတရာရှိခဲ့တဲ့ဆိုရင် like subscribe လုပ်ပြီးတော့ comment မှာဝေဖန်ပြီးတော့ကြံပေးဖို့လည်းမမေ့ပါနဲ့ good luck ပါဗျ